အားလုံးပဲမင်္ဂလာပါဒီနေ့လူငယ်တွေဖန်ဆီးတဲ့ကိစ္စနဲ့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့မတူပီမှာချင်းပြည်နယ်မတူပီမှာလူမျိုးစုအဖွဲ့အစည်းနှစ်ဖွဲ့ပဲရှိတယ် CBO ထောက်ခံတဲ့သူနဲ့နံပါတ်1 CBO ထောက်ခံတဲ့သူနဲ့ CCO လက်ခံတဲ့သူပဲရှိတယ်အဲ့ဒီလူများစုကမတူပီတစ်မြို့လုံးလူများစုက CCO လက်ခံတယ်နော်လူနည်းစုကCBO လက်ခံတယ်95ရာခိုင်နှုန်းက CC ဖြစ်တယ်ဒါပေမဲ့မတူပီမှာ CC ထောက်ခံတဲ့CBO လက်နဲ့ကင်တဲ့ CC တွေကမတောင်းချမှုတတ်မဟာနှစ်တည်းမတောင်းချမှုလှုပ်ချင်တိုင်းတို့လို့မရဘူးပြည်သူမျက်နှာချေရတယ်ပြည်သူကို freedom ပေးတယ်ပြည်သူကိုလွတ်လပ်ပိုင်ခွင့်ပေးတယ်ခင်ဗျားတို့ CB တွေကအဲ့လိုနေလားဟမ်မတူပီမှာစစ်တပ်မရှိတော့ဘူးအခုခင်ဗျားတို့ဘာလို့မတူပီကိုအဲ့လိုထိန်းချုပ်နေရလဲမင်းတို့ဘာဖြစ်ချင်နေမှန်းကိုမသိဘူးငါယူချင်ပြီမင်းတို့ကြည့်ပြီးမောတယ်ခင်ဗျားတို့အခုချိန်ကျအဲ့ဒါမမောသေးဘူးလားမပြင်းပန်းဘူးလားတနေ့ပြီးတနေ့ကမတူပီမှာဒုက္ခပေါင်းမျိုးစုံခင်ဗျားတို့တဲလာတာမပြင်းပန်းလို့မလားမင်းတို့အမင်္ဂလာရမ်းများလို့နဲ့ခင်ဗျားတို့ကြောချစ်ချစ်နေရလေအရန်အမင်္ဂလာများလို့နဲ့ခင်ဗျားတို့ကြောချစ်ချစ်နေရအခုโอเคကျွန်တော်ကချင်းလန်းကောင်စီကိုချင်းလန်းကောင်စီမှာကျွန်တော်ပါတယ်โอเคဘာကြောင့်ပါလဲဆိုလို့ရှိရင်တော့ခင်ဗျားတို့မင်းလို့ရှင်ကျွန်တော်ဖက်ကကွက်တီနဲ့အပြေမှန်ကန်နဲ့ခင်ဗျားတို့ကျွန်တော်ပြောပြလို့ရတယ်ခင်ဗျားတို့ CB ရပါတွေ့လဲထမင်းစားတဲ့ကလေးမစားအလုံးသိတယ်နော်ခင်ဗျားတို့ CB ရကွာအခုလူငယ်တွေလိုက်ဖမ်းနေကွာလူငယ်တွေလိုက်ဖမ်းနေလူငယ်တွေဒုက္ခပေးနေတယ်ဟိုမှာငါတို့ရွာမှာចောင်းတက်နေတဲ့ကလေးចောင်းမှာចောင်းကန်းထဲမှာခင်ဗျားတို့ဝင်ပြီးတော့မှကလေးတွေလိုက်ဖမ်းတယ်အသက်မပြည့်တဲ့16နှစ်တော့မရောက်သေးဘူးကလေးတွေခင်ဗျားတို့လိုက်ဖမ်းတယ်ဘယ်လောက်ထိဝမ်းနည်းစရာကောင်းလဲအဲ့ဒါငါတို့လူမျိုးချင်းတွေလောက်တာနော်မင်းတို့ကောင်းတယ်ဖက်စစ်တွေတလားမင်းတို့ကောင်းတယ်ဖက်စစ်တွေအရန်ကြောက်ဖို့ကောင်းတယ်မင်းတို့ဖက်စစ်တွေပဲအဲ့ဒါငါတကယ်ရှုတ်ချတယ်မင်းတို့ကျွန်တော်ပြောတာမင်းတို့ CB မှာနေရမလားโอเคတနေ့ CB ကအောင်မြင်လာလို့ရှိနေချင်းပြည်နယ်တရက်လုံး CB ထဲမှာပဲနေမှာခင်ဗျားတို့ကျွန်တော်ပုတ်ခတ်ဘူးမရှုတ်ချဘူးချင်းလဲကောင်စီကနိုင်တယ်မလားချင်းလဲကောင်စီကနိုင်လို့ရှင်တနေ့က CB မှာအရင်တော့ CB ပါဆိုတဲ့တူတွေလဲချင်းလဲကောင်စီထဲမှာပဲအားလုံးပြန်ပါမှာနော်ချင်းလိုမျိုးတူလိုပဲပြန်စုစည်းမှာအဲ့ဒါကိုခင်ဗျားတို့မမြင်မဲနဲ့ကွာမင်းတို့ရအတ္တလောဘကြောင့်ငါတို့မင်းတို့ဆို CB ထောက်ခံတယ်โอเคထောက်ခံရတယ်ကိစ္စမရှိဘူးထောက်ခံ CB လက်ခံ CB အောက်မှာခင်ဗျားတို့လက်နဲ့ကန်ရတယ်ဒါမဲ့လက်နဲ့ကန်ပြီးလက်နဲ့အားကိုပြီးပြည်သူတွေဟင်းလားဟောက်လားနဲ့မချင်းချောက်ပါနဲ့မကောင်းဘူးအဲ့ဒါအရန်လို့နုနေပြီခင်ဗျားတို့ချင်းချောက်တာမကလို့ကွာအခုနောက်ဆုံးကဘော်ဒါပါဆွဲတယ်ခင်ဗျားတို့ကလေးတွေဖတ်ပြီးဘော်ဒါဆွဲတယ်မင်းတို့အဲ့ဒါဘာလို့ဖို့လဲဟမ်မင်းတို့ CNF တိုက်ခိုက်ချင်တယ်မလားမင်းတို့ CNF ပစ်ချင်တယ်မလားမင်းတို့စစ်တပ်ကလူအင်အားနဲလို့ CNF ပြစ်နိုင်ဖို့အတွက်အနာယူဖို့အတွက်ခင်ဗျားတို့လူငယ်တွေလိုက်ဆွဆောင်းတယ်မလားမလုပ်ကြပါနဲ့ခင်ဗျားတို့အေးခေါ်နေပြီလေတော်တော့ပြီပေါ့မဟုတ်ဘူးလားအေးခေါ်မတပီမှာကြည့်အေးကအပိပဲဟိုမှာအေးအပိပဲခင်ဗျားတို့အေးလည်းသွားခေါ်ပြီးပြီလေမင်းတို့ဘာလို့ချင်းဘာကိုထတ်လို့ချင်းတဲ့စဉ်းစားရင်လေအရန်ကောင်းကြတယ်နော်မင်းတို့ကြည့်ပြီလားအရန်မောတယ်ဘလို့စိတ်တက်နေခင်ဗျားတို့အသက်ရှင်ချင်တာလည်းမသိဘူးကျွန်တော်ကတော့ရှင်းပြောရင်လေခင်ဗျားတို့ဘယ်တော့အခါမှာ CNF ခင်ဗျားတို့နိုင်မှာမဟုတ်ဘူးကျွန်တော်ပြောလို့ရှင်းပဲရှင်းလင်းပဲခင်ဗျားတို့ဘယ်တော့အခါမှာနိုင်မှာမဟုတ်ဘူးနော်ဒါပေမဲ့ကျွန်တော်ပြောတာကကွာခင်ဗျားတို့ CB မှာနေပြီရတယ်နေရိုးသားနဲ့နေပါတနက်ကင်ပြမှာရိုးသားနဲ့နေပါပြည်သူတွေလွတ်လပ်ခွင့်ပေးပါဒါအကောင်းဆုံးပဲပြည်သူတွေတော့မှမင်းတို့အုံကြွပြီးCB ကောင်းတဲ့ကောက်ပဲလှုပ်ချင်တဲ့သူတွေလာလိမ့်မယ်တပည့်ဖြစ်နေထောက်ခံလာလိမ့်မယ်ခင်ဗျားတို့အဲ့ဒါမလှုပ်ချင်ဘူးလားမင်းတို့ကကွာစဉ်းစားလိုက်ရင်လေကြီးမူကြီးနဲ့ဟာလားပြောလိုက်ရင်လည်းကွာတကက်ရှိပြန်လို့ပဲခင်ဗျားတို့စကားပြောနေတာနားထောင်ပြီးနားထဲမှာမဝင်နိုင်ဘူးခင်ဗျားတို့အယူကွက်နဲ့မငင်းပါနဲ့တော့ကိုလူမျိုးချင်းမတပီလူမျိုးချင်းမနှိမ့်ပတ်မနှိမ့်ဆက်ကြပါနဲ့ကျွန်တော်ပြောလို့ရှင်းလေးပဲခင်ဗျားတို့က
လက်နဲ့ကင်ပြီးပြီနောက်ဆုံးကအေးအေးလည်းခေါ်ခဲ့ပြီးပြီလေဘာလို့ဘီဒူတွေခမရအခုလူငယ်တွေလိုက်ဖမ်းနေရလဲဥမာကတတ်မဟာနိကကွာကျွန်တော်တို့မတပီမှာတတ်မဟာနိကကွာကလေးတွေကိုဖမ်းပြီးတော့မှဆူဆောဒါလည်းကျွန်တော်တိုက်ခိုက်မှာပဲသူတို့ကျွန်တော်တော်တော်ကျွန်တော်ဆုတ်ချမှာဒါမလှုပ်တင်မှုခင်ဗျားတို့လူအင်အားလူတွေမလားပြောမင်းတို့ကြိုက်တဲ့သူမင်းတို့စီမှာဝင်လာလိမ့်မယ်စိတ်မပါဘဲနဲ့ခင်ဗျားတို့အတင်းအတမထိုးထဲတာကမကောင်းဘူးအဲ့ဒါလူကိုလုံးနဲ့နော်ခင်ဗျားအခုက social media ခက်နော်ကျွန်တော် TikTok ဖွင့်တိုင်းမှာလေအယောင်ဝမ်းနဲ့ရခိုင်လူမျိုးတွေပါပြောလေသလားပလက်ဝကငါတို့ပြည်နယ်ပဲတဲ့သူတို့ပြောနေပြီနော်ပလက်ဝကငါတို့ပြည်နယ်ပဲတဲ့သူတို့ပြောနေပြီကဲဒီကိစ္စကို CB ဘယ်လိုဖြေရှင်းနိုင်လဲနောက်ဆုံးတော့လေ CC ကောင်းပေါ်မှာမင်းတို့ပုံချပါမလားမင်းတို့ပြဿနာဖြေရှင်းလို့မနိုင်တော့ CC ကောင်းပေါ်မှာပဲမင်းတို့ပုံချမှာအရန်လုံးနဲ့မင်းတို့ဟာကဘယ်လိုလုပ်မလဲဟမ်ခင်ဗျားတို့ပြောတော့အေးကောင်းတယ်ဆိုအေးကအခုမရင်းကျင့်နေရလေမရင်းတက်ကျင့်နေရလေ CB ကိုအားပေးအားမြောက်လှုပ်တဲ့ပီတူတွေကိုအေးကမရင်းတက်ကျင့်တယ်လေကြိုက်တို့ချဲထဲတာအေးကအဲ့ဒါကြောင့်ခင်ဗျားတို့ဘယ်လိုလုပ်မလဲမင်းတို့ရဲ့ရောမန်ကိုကြည့်လိုက်သူ့နာမည်ရောမန်လားရောမန်လားကြည့်လိုက်သူ့ရဲ့ interview ကိုကြည့်လိုက်မျက်နှာကအယက်သမားယုံနဲ့သူ့မျက်လုံးကနွားမျက်လုံးနဲ့မင်းတို့ဒီကောက်ရဲ့စကားတေချာလို့လားယုံလို့လားသူတို့ပြောတဲ့စကားလုံးတော့အောက်တန်းကြတဲ့စကားလုံးတွေပဲမင်းတို့ရောမန်ကလည်းဘယ်တော့အခါမှချင်းလူမျိုးကာကွယ်ပြီးစကားမပြောဘူးတေချာနားထောင်ကြည့်လိုက်မင်းတို့ရောမန်ကိုမင်းသားမှနေတဲ့ရောမန်နော်ရောမန်ကိုကြည့်လိုက် CB ဖက်မှလည်း CB ကိုအားပေးအားမြောက်လုပ်တဲ့ပြည်သူလူထုလေသူဖက်မှသူမရက်တည်ဘူးသူပဲဖက်မှလည်းတဲ့လားအေးကိုပဲတစ်ချိန်လုံးကာကွယ်နေရဖယားလို့တပြီးဖယားလို့ကိုးကွယ်ချင်တာရောမန်ကသူ့စကလုံးတွေကြည့်လိုက်လူကောင်းနေမဟုတ်ဘူးသူတို့စကလုံးတွေကသူတို့ပြောလိုက်ရင်လေတကက်အရှာရှယ်ပဲကွာတိုင်းပဲလေသူတို့ပြောစကလုံးခင်ဗျားနားထောင်ကြည့်လားအရသာရှိလားအနှစ်သာရရှိလားလူတယောက်ကစကားပြောနေအနှစ်သာရရှိလားအတိတ်ပဲရှိလားသူတို့ပြောတဲ့စကားတရားနဲ့နားထောင်ကြမှာထွက်တယ်အဲ့လိုမျိုးအရန်စိတ်ပြတ်ဖို့ကောင်းတယ်ကျွန်တော်တခုပြောပြမယ်နော်ကျွန်တော်တို့ IDAC လူမျိုးတွေထဲမှာကျွန်တော်တို့ IDAC လူမျိုးထဲမှာတနက်ကင်ပြီးတနက်အာကိုပြီးတနက်အာကိုရခိုင်ဘောမပြီးတောင်းချနဲ့စစ်သွေးကြွနေတဲ့အုပ်စုတွေငါတို့ကောင်းကောင်းသိရနော်ငါတို့ကောင်းကောင်းမှတ်မိရအချိန်နဲ့အခါရောက်လာရင်အဲ့ဒီကငါတို့စကားပြောနေမယ်မပြောမနေဘူးအခုလည်းမင်းတို့ချရှုံးနေပြီပဲအခုလည်းမင်းတို့ချရှုံးနေပြီအမှန်တရားအောက်မှာမင်းတို့ချရှုံးနေပြီအမှန်တရားလက်မခံတဲ့သူတွေကဘယ်တော့အခါမှအောင်မြင်ခြင်းမရဘူးကျွန်တော်ပြောရှင်းရှင်းပဲအေးတနေ့ကျရင်ငါအဆင့်ရောက်လာလိမ့်မယ်ရတယ်ခင်ဗျားတို့ကျွန်တော်ချိန်သွားတာမဟုတ်ဘူးနော်ခင်ဗျားတို့ကခုနကကျွန်တော်ပြောပြပြီမင်းတို့ CB မှာလက်နဲ့ကင်နေဟလားโอเคကင်ကောင်းလေအဲ့ဒါလက်နဲ့ကင် CB ဖွင့်ရတဲ့လက်နဲ့ကင်လို့ရတယ်ကင်မင်းတို့ CB မှာကောင်းကောင်းစနစ်တကျနဲ့ရက်တီဟလားโอเคတနေ့တစ်ချိန်ကျရင်ကွာ CB ကနိုင်လို့ရှိရင်တော့ CB ဖက်မှာချင်းလူမျိုးတာအားလုံးအမှန်အတူပြန်နေမှာချင်းလန်းကောင်းစနိုင်လို့ရှိရင်အဲ့ဒီ CB အပေးအမြောက်လို့တဲ့ပြည်သူလူထုဒီလိုပဲပြန်ဆုံးမှာငါတို့ချင်းလူမျိုးဒီလိုပဲပြန်ဆုံးမှာအဲ့ဒါကွာအခုချိန်မှာကွာဟာလာမင်းလားငါလားဟာလာတနတ်နဲ့ပြစ်တက်လိုက်ကျွန်တော်ခုနအနောက်ကပြောတဲ့ငါလားကောင်းစင်တပ်ပြီးကျွန်တော်ပြောတာအခုပြန်ပြရှင်းမယ်နော်ကျွန်တော်တို့ဖက်ကလူတွေလည်းသူတို့တတ်တယ်ပညာရှိတွေရောပညာမဲ့တွေရောခင်ဗျားတို့တတ်တယ်နောက်တစ်ချိန်ကျရင်ငါတို့ကမင်းတို့ကလစားချေဖို့မင်းတို့ကြောက်နေငါတို့ IDAC လူမျိုးတွေကဘလောက်ထိလက်ရဲဆက်ရဲလဲဆိုတော့ခင်ဗျားတို့မသိဘူးအပြောငါတို့ကအပြောယုံနဲ့စီပြန်ပြီးမိုးကောင်ကိုလိတ်တာမဟုတ်ဘူးငါတို့ကလက်တွေ့ကြငါတို့ကလှုပ်တာနော်ကျွန်တော်ပြောပြမယ်သူတို့ကငါတို့ဖက်ကလူတွေသူတို့တတ်တာများတယ်များလာတဲ့ခါကျတော့တနေ့တစ်ချိန်ကျရင်သူတို့ခေါင်းပေါ်မှာရောက်မှာသူတို့သိတယ်အဲ့ဒီအတွက်ကြောင့်သူတို့မှလည်းလူအင်အားနေတယ်နောက်ဆုံးတော့အေးအားကိုပြီးအေးသွားခေါ်တယ်ဘလောက်ထင်မှရိုင်းနေကြည့်နောက်ထပ်တစ်ခုပြောပြမယ်အခုနကျွန်တော်ပြောတာအဲ့ဒါနော်ငါလားဆိုတော့ကောင်းစင်တတ်တဲ့ကိစ္စကျွန်တော်ဖြေရှင်းပြပြီနော်
ပြီးငါလားလို့ခင်ဗျားပါစက်ကလည်းအမြဲအဖွဲစည်းနဲ့ပတ်သက်တဲ့ဟာကိုခင်ဗျားမပြောဘဲနဲ့ဘာလို့ငါလားလူမျိုးအားလုံးပြောငါလားလူမျိုးအားလုံးကျွန်တော်ထက်မပြောဘူး CB ကိုအားပေးအားမြောက်လုပ်တဲ့ငါလားလူမျိုးလို့ကျွန်တော်ပြောတာ CB ကိုအားပေးအားမြောက်လုပ်တဲ့ငါလားလူမျိုးကျွန်တော်ပြောတာပြီးကျွန်တော်တို့ယူအားလူတွေလူကြီးယူအားမှာလဲချမ်းချမ်းယူအားမှာလဲ CB ကိုအားပေးအားမြောက်လုပ်နေတဲ့ကိုမေကိုလို့တတိုက်တွေလားအများကြီးပဲမပြောဘူးအေးစစ်ချစ်နေတာတချိန်ချင်းငါတို့စကားပြောမှာလူဆိုတာသူ့ထက်ကိုယ်ထက်ရှိတယ်ပြလို့ရှင် CB ရလူတွေကျွန်တော်ပြောပြမယ်မင်းတို့ဖလားမှာအာကိုးနေရလားဟာလားပညာတပ်များတယ်တထေးများတယ်ဆိုပြအာကိုးနေရလားဟာလားဖလားမစိတ်တယ်မင်းတို့မသိသေးဘူးလားမသိသေးဘူးလားမင်းတို့တနာဖို့ရန်ကောင်းတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တခုပဲတောင်းဆိုချင်တယ်ခင်ဗျားတို့လူငယ်တွေလိုက်မဖမ်းနဲ့တော့တော်ပြီမဖမ်းနဲ့တော့လူငယ်တွေလိုက်မဖမ်းနဲ့တော့ခင်ဗျားတို့လောက်ရက်တွေကငါတို့စိတ်ကိုပူပူဆွာတာငါတို့ထောက်ဖို့ကိုပူပူအင်အားတောက်ခိုင်းတာမင်းတို့ကလှုပ်တယ်ငါတို့ကအင်အားတောက်လီပဲနော်အားကြောင့်အနုညနဲ့ကျေးဇူးပြုပြီးလှုပ်တင်လှုပ်ထိုက်ကိုပဲလှုပ်ပေးကြပါလို့ကျွန်တော်တရားနဲ့အနုညနဲ့ကျွန်တော်တောင်းဆိုချင်တယ်အားလုံးကျေးဇူးတင်တယ်